ကျွန်တော်နာမည်ကတော့တေသာလို့ခေါ်ပါတယ်အခုကျွန်တော်လက်ရှိရောက်ရှိနေတဲ့နိုင်ငံတော့ UAE နိုင်ငံကျွန်တော်ဒိုဘိုင်းမြို့နဲ့အလံလေးနည်းနည်းလေးကိုဝေးပြီးတော့ကျွန်တော်15မိနစ်မိနစ်20လောက်ကျွန်တော်သွားရတယ်ကျွန်တော်တို့ Global Village ဆိုတဲ့နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီ Global Village ဆိုတာတော့ Global ပေါ့နော်တစ်ကမ္ဘာလုံးကရွာလေးပုံစံပေါ့နော်ဖြစ်နေတဲ့အားလေး team လေးကိုသူကလှုပ်ထားတာပါအခုကျွန်တော်ရဲ့နောက်ွယ်မှာတော့အခုလက်ရှိကျွန်တော်စောစောတော့ကြည့်ပြီးသွားပြီတော်တော်ပြည်သက်တွေကိုကျွန်တော်မခေါ်သွားသေးဘူးအခုအပြင်ကနေပြီးတော့ပြည်သက်ကိုကျွန်တော်ပြချင်တာကတော့တက်ကီကိုစားပြုနိုင်ငံဖြစ်ပါတယ်လှုပ်ထားတာလေးတွေကအရန်တိဆောက်ထားတာတွေကအရန်လှတယ်အဲထဲမှာလည်းဆိုတော့ကျွန်တော်ဝင်ကြည့်ပြီးသွားပြီစားတော့ဆိုင်တွေအင်ဂျီဆိုင်တွေပြီးတော့သူတို့ဆူဗနီယာရောင်းတဲ့ဆိုင်လေးတွေပါစုံလို့နေတာပါပဲအစားတော့တွေရောဝင်နေထိုင်နေစားလို့ရတယ်ချို့ဆိုင်တွေဆိုလို့ရှိရင် sample ကျွေးတဲ့ free တွေပိုင်းကျွန်တော်တို့တွေစားခဲ့ပါသေးတယ်ဆိုတော့လက်ဆောင်ဆိုင်တွေလည်းအများကြီးပါပဲဆိုတော့ကျွန်တော်နဲ့အတူတူပြကြလို့ရှိရင်ရှေ့ဆက်ပြီးတော့ဘယ်နိုင်ငံလေးတွေကျွန်တော်သွားမလဲဆိုတော့အတူတူလေ့လာကြအောင်ပဲเนาะဟုတ်ကဲ့ပါလာကျွန်တော်နဲ့အတူတူခေါ်သွားကြမယ်